The thin finger of the pagoda tower serenely points to the skies above a totally ruined village. ဒုတိယကမ္ဘာစစ်အတွင်းအာရှမှာအရေးကြီးဆုံးစစ်မြေတွေထဲကတစ်ခုဟာမြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမြန်မာနိုင်ငံဘာတွေဖြစ်ခဲ့လဲ။ဒီနေ့ဗီဒီယိုမှာတော့ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံရဲ့အမှန်တရားကိုအပြည့်အစုံရှင်းပြပေးသွားပါမယ်။ဂျပန်စစ်တပ်အင်္ဂလိပ်အုပ်ချုပ်မှုနဲ့မြန်မာလူမျိုးတို့ရဲ့ဆုံးဖြတ်ချက်တွေချာမှာတမိုင်းရဲ့အရေးကြီးဆုံးအပြောင်းအလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီကာလမှာမြန်မာနိုင်ငံဟာအင်္ဂလိပ်တို့ရဲ့ကိုလိုနီတစ်ခုဖြစ်ခဲ့ပါတယ်။အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာစီးပွားရေးနိုင်ငံရေးနဲ့လူမှုရေးဘဝတွေကိုပြင်ပကထိန်းချုပ်နေခဲ့ပါတယ်။ဒါကြောင့်မြန်မာလူမျိုးများအတွက်လွတ်လပ်ရေးဟာအထူးရည်မှန်းချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအခြေအနေဟာနောက်ပိုင်းမှာဖြစ်လာမဲ့စစ်ပွဲနဲ့ဆက်ဆက်လာခဲ့ပါတယ်။1942ခုနှစ်မှာဂျပန်စစ်တပ်များကမြန်မာနိုင်ငံထဲကိုဝင်ရောက်လာခဲ့ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်တွေကအင်္ဂလိပ်အင်အားကိုဖယ်ရှားရန်တရုတ်နိုင်ငံသို့တွားသောထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်ရန်အာရှဒေသကိုထိန်းချုပ်ရန်အဲ့ဒီအချိန်မှာမြန်မာနိုင်ငံဟာစစ်ရေးအရာအလွန်အရေးကြီးတဲ့နေရာဖြစ်လာခဲ့ပါတယ်။ဂျပန်ဝင်လာချိန်မှာမြန်မာအချို့ကသူတို့ကိုကြိုဆိုခဲ့ကြပါတယ်။အထူးသဖြင့်ဗိုလ်ချုပ်အောင်ဆန်းနဲ့တချို့လူငယ်ခေါင်းဆောင်များကဂျပန်နဲ့ပူးပေါင်းခဲ့ကြပြီးအကြောင်းရင်းမှာဂျပန်ကမြန်မာကိုလွတ်လပ်ရေးပေးမယ်လို့ပြောခဲ့လို့ပါ။ဒီအချိန်မှာလူအများစုဟာဂျပန်ကိုကဲတင်သူလို့မြင်ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအခြေအနေပြောင်းလဲလာခဲ့ပါတယ်။ဂျပန်စစ်တပ်အုပ်ချုပ်မှုအောက်မှာစီးပွားရေးခက်ခဲလာခြင်းအစားအစာပြက်လက်မှုတွေဖြစ်လာခြင်းလူနေမှုဘဝထိခိုက်လာခြင်းလူတွေထင်ထားသလိုလွတ်လပ်ရေးမလာသေးဘူးဆိုတာတဖြည်းဖြည်းသိလာခဲ့ကြပါတယ်။နောက်ပိုင်းမှာဗိုလ်ချုပ်အောင်ဆန်းနဲ့မြန်မာတပ်ဖွဲ့များကဆုံးဖြတ်ချက်ကြီးတစ်ခုချခဲ့ပါတယ်။ဂျပန်ကိုစန့်ကျင်ပြီးမဟာမိတ်တပ်များနဲ့ပူးပေါင်းခဲ့ကြပါတယ်။ဒီဖြစ်ရဟာမြန်မာသမိုင်းထဲမှာအရေးကြီးဆုံးအလှည့်အပြောင်းကာလတစ်ခုဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံမှာစစ်ပွဲများစွာဖြစ်ပွားခဲ့ပြီးမြန်မာစစ်စင်ရေးအာရှဒေသအတွင်းအကြီးမားဆုံးစစ်မြေတစ်ခုဖြစ်ဒီစစ်ပွဲတွေကြောင့်မြန်မာနိုင်ငံအတွင်းပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်စစ်ပြီးဆုံးပြီးနောက်မြန်မာနိုင်ငံဟာလွတ်လပ်ရေးရဖို့နီးကပ်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံအခြေအနေဟာစစ်မြေတစ်ခုသာမကအနာဂတ်ကိုပြောင်းလဲစေတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်ဒီနေ့မြန်မာနိုင်ငံရဲ့အခြေအနေကိုနားလည်ခြင်းရင်အတိတ်သမိုင်းကိုလေ့လာဖို့လိုအပ်ပါတယ်